အားလုံးပဲမင်္ဂလာပါ IT Network Landing Center ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြပြပေးချင်တဲ့အကြောင်းအရာကတော့ BGP attribute တွေကတစ်ခုဖြစ်တဲ့ MED အကြောင်းအရာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီ router radio သွားလိုက်မယ်ဥပမာကျွန်တော်ဒီမှာဆိုရင် router 1မှာဆိုရင်ကျွန်တော် show IP interface တွေလည်းကြည့်မယ်အကုန်လုံးကို interface တွေကို IP ပေးထားတယ် show run 5 session router BGPနေပါဆောက်ပြီးတော့ network တွေကို advertise လုပ်ထားတယ်အဲ့လိုပဲဒီ router 2မှာလည်းကျွန်တော်တို့ interface တွေ add ထားတယ် show run 5 session router BGP တွေကိုနေပါဆောက်ပြီးတော့ network တွေကို advertise လုပ်ထားတယ်အဲ့လိုပဲဒီမှာလည်းကျွန်တော်တို့ interface တွေ IP ပေးတယ်ပြီးလို့ကျရင် show run 5 session router BGP နဲ့ကြည့်မယ်အဲဆိုကျွန်တော်တို့ neighbor ဆောက်ပြီးတော့ interface တွေကို neighbor ဆောက်ပြီးတော့ဒီ network တွေကို advertise လုပ်ထားတယ်အဲ့တော့ကျွန်တော်တို့ဒီ router 3မှာဆိုရင်ကျွန်တော်တို့က show IP BGP နဲ့ကြည့်လိုက်မယ် show IP BGP ဥပမာ 10.10.12.0 network ကိုကျွန်တော်တို့က LAN လုပ်မယ်ဆိုရင် 23.2 နဲ့ 30.1 router 1နဲ့ router 2ဘက်ကနေသွားတယ်ပြီးလို့ရှိရင်သူ့ရဲ့ metric value MED value က0ဖြစ်တယ်အဲ့တော့ကျတော့ तू က bus bar အနေနဲ့က तू ကဒီ router 1ဘက်ကနေသွားတယ်အဲ့တော့ကျတော့ကျွန်တော် router 1ဘက်ကကောင်ကိုကျွန်တော်က metric value ကိုကျွန်တော်က increase လုပ်ပြီးတော့ကျွန်တော်တို့တစ်ချက်ကြည့်မယ်နော်အဲ့တော့ကျတော့ router route map left route map left permission အားရေးလိုက်ပဲ set metric တရားဆိုပြီးပေးလိုက်မယ်ပြီးလို့ချင်း router BGP တရားလေးကိုထည့်မယ်ဒီပါကိုဘယ်ဘက်ကနေ filter လုပ်မလဲဆိုရင် 10.10.30.2 route map left out ပြီးရင် save မယ်ပြီးရင် clear IP BGP star swap in swap out ပြီးလို့ရှိရင်ကျွန်တော်တို့ router 3ကနေမှကျွန်တော်တစ်ချက်ပြန်ကြည့်ကြည့်မယ်နော်အခုဆိုရင် router 3ကနေကြည့်လိုက်တယ်ဆိုရင်ဒီမှာက 23.2 ဘက်ကနေမှသူက best selection ဖြစ်သွားတယ်ဘာလို့လဲဆိုတော့သူက metric tempo 0ဖြစ်တဲ့အတွက်ကြောင့်အဲ့တော့ metric tempo အနည်းဆုံးဖြစ်တဲ့ကောင်တွေကသူက routing table တွေကိုထည့်တယ်အဲ့လိုပုံစံမျိုးပဲသဘောတရားပဲအဲ့တော့ကြောင့်မလို့ကျွန်တော်တို့ဒီ router 2ဘက်ကကောင်ကိုကျွန်တော်တို့စမ်းပြီးတော့ထည့်ကြည့်လိုက်မယ် router 2ဘက်ကကောင်ကိုကျွန်တော်တို့အောင်လို့ပေးကြည့်လိုက်နော်route map left ပဲထားလိုက်မယ် permission set metric ကိုအောင်ဆိုပြီးပေးလိုက်မယ် router BGP တရားဒီပါဒီကောင်လေး 10.10.23.1 route map out route map left out left route map name ရဲ့နောက်ပြီးကြရင် out ဆိုပြီးပေးလိုက်မယ်ပြီးရင် save နဲ့ IP BGP star open IP BGP swap in swap out okay အဲ့ဆိုရင်ကျွန်တော် router 3ကိုသွားမယ် router 3ကိုသွားပြီး show IP BGP နဲ့ကြည့်မယ်ဆိုရင်အခုဆိုရင်ဒီကောင်က100ကနည်းသွားတယ်အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ router 1ဘက်ကနေမှပြန်ပြီးတော့ best bar အနေနဲ့ဖြစ်တယ်ပေါ့အဲ့တော့အားလုံးကိုပြန်ပြီး recap လုပ်မယ်ဆိုရင် MED ဆိုတာကသူ့ရဲ့ lowest value ရှိရယ် lowest value က winner ဖြစ်တယ် best bar ဖြစ်တယ်ပေါ့နောက်တစ်ခုကနောက်တစ်ချက်အနေနဲ့ကဒီ MED ရဲ့ value ရဲ့ default value ကကြတော့သူက0ဖြစ်တယ်ပြီးလို့ရှိရင် MED ကကြတော့ဒီသူ attribute က optional ဖြစ်တယ်ပေါ့ optional ဆိုတာဘယ်လိုမျိုးလဲဆိုတော့ကြတော့attribute တွေမှာ optional နဲ့ well known ဆိုပြီးရှိတယ် well known ကကြတော့ router တော်တော်များများမှာ support လုပ်တယ် optional ကကြတော့ router တချို့မှာ support လုပ်တယ်ဒါပေမဲ့ BGP router တွေမှာတချို့မှာ support လုပ်တယ်ဒါပေမဲ့သုံးလို့ရတယ်အဲ့လိုပုံမျိုးအဲ့ဒါ optional ပေါ့အဲ့မှာနောက်တစ်ချက်ကရတော့ဒီ transitive နဲ့ non transitive ဆိုပြီးရှိတယ်
transitive ကဘယ်လိုမျိုးလဲဆိုတော့ဥမာကျွန်တော်တို့ဒီမှာ AS3 ခုရှိရပေါ့ AS 100 200 300အဲ့မှာ AS100 ပို့လိုက်တဲ့ attribute တွေကိုသူကနေမှ continue propagate လုပ်တယ်အဲ့ဒါ AS200 ကိုလည်းပို့တယ် AS300 စီကိုလည်းပို့တယ်အဲ့လိုပုံစံမျိုးဆိုရင်သူက transitive ဆိုပြီးတော့သုံးတယ် non transitive ကကြတော့အဲ့လိုမဟုတ်ဘူးသူက directly neighbor ကိုတိုက်ရိုက်ချိတ်တဲ့ကောင်တွေကိုပဲသူက attribute တွေကို propagate လုပ်တယ်ဥပမာ AS တွေကနေ AS 200ကို propagate လုပ်တယ်ပြီးလို့ရှိရင်သူဖြတ်ချမယ် delete လုပ်မယ်အဲ့လိုလုပ်ပြလိုက်မယ် propagate ထပ်ပြီးတော့မလုပ်တော့ဘူး AS 300 AS 300စီကိုထပ်ပြီးတော့ propagate မလုပ်ဘူးဒါကတော့ BGP attribute တွေက MED အကြောင်းအရာပဲဖြစ်ပါတယ်အားလုံးနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်